မင်္ဂလာပါ Harmony Grow Tarot Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာမမေရဲ့ Glories လေးတွေအတွက်ပေါ့နော်2026မှာတစ်ဖက်သူကိုပြန်လာဆက်သွယ်မှာလားဆိုရဲခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့လုပ်ပြီးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဖိုင်လေး3ခုရှိပါတယ်တေချာအာယုံဆိုင်ပြီးတော့ကိုအတွက်ဆွဲဆောင်နေကိုမျက်စိထဲမှာမျက်စိကျတဲ့အရာလေးကိုရွေးပြီးလို့ရှိရင်တော့ကြည့်လို့ရပါပြီအားလုံးပဲမင်္ဂလာပါ Harmony Grow Tarot Page ကနေကြိုဆိုလိုက်ပါတယ်ဖိုင်ဝက်လေးတွေရွေးထားတဲ့ကတ်လေးပေါ့နော်အဲ့ဒီကတ်မှာကတစ်ဖက်သူပြန်လာမှာလားဆိုရင်တော့အဖြေက yes ပါတစ်ဖက်သူကအခုချိန်မှာတင်နေပေါ့နော်ဘဝခရီးလမ်းတစ်ခုအသစ်ကိုစတင်ခြင်းနဲ့အခြေအနေတစ်ခုခုကိုစတင်ခြင်းတာမျိုးတွေ့ရတယ်အဲ့တော့2026ကြာမှာတင်လို့ကြာမှာကတခါမှမဖြစ်ဘူးတဲ့အရာမျိုးပေါ့နော် new beginning တစ်ခုစတင်နိုင်တယ်အရင်တော့ကအများနဲ့စိတ်ဆိုးစိတ်ကောက်နေတတ်တဲ့အကျွဲတွေဆိုလို့ရှိရင်အခုချိန်မှာဆိုရင်တင်တို့နှစ်ယောက်ကပြန်ပြီးတော့အရင်လို energy မျိုးမရှိတော့ဘူးလုံးဝ energy အသစ်နဲ့ပုံစံအသစ်နဲ့နှစ်ယောက်ကြားထဲမှာပြန်ဆုံတွေ့ဖို့ရှိပါတယ်တစ်ဖက်သူကပြီးတော့ဒီတိုင်းလာမှာတော့မဟုတ်ဘူးပေါ့နော်တင်တွက်တစ်ခုခုယူလာပေးမှမျိုးလဲတွေ့တယ်တင်တွက်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုတော့၎င်းချစ်ချင်းတော့၎င်းတင်တွက်ပေးခြင်းနေတဲ့လက်ဆောင်လေးတစ်ခုခုတော့၎င်းပေါ့နော်အဲ့တော့တခုခုယူလာပေးမှမျိုးလဲတွေ့တယ်တချို့သူတွေအတွက်ကကြတော့နှစ်ယောက်ကြားကအပြင်မှာလုံးဝကို reunion ဆိုတဲ့ energy မျိုးပါတွေ့ရတယ်ပေါ့နော်အဲ့တော့တချို့လေးတွေအပြင်မှာပြန်ပြီးတော့ဆုံတွေ့ဖို့အထိမြင်ပါတယ်အဲ့တော့ခေါင်းစဉ်ကိုပြန်သွားမယ်ဆိုလို့ရှင်တော့2026မှာတစ်ဖက်သူပြန်လာမှာလားတစ်ဖက်သူနဲ့ပြန်ဆုံရမှာလားဆိုရင်တော့အဖြေက yes ဖြစ်ပါတယ် Harmony Grow Tarot Page ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ Fight to လေးတွေရဲ့အဖြေကိုဖတ်ပေးမှာပေါ့နော်အဲ့တော့ Fight to လေးတွေရဲ့တစ်ဖက်သူက2026မှာဘယ်လိုဖြစ်မလဲဆိုတော့လေသူ့ဘက်မှာသူ့ကိုယ်သူပို့အားဆိုင်ပြီးတော့အလုပ်တွေပို့လုပ်ဖြစ်လိမ့်မယ်သူ့ရဲ့ဝါသနာပါရာသူ passion ရှိတဲ့အရာကိုပို့ပြီးတော့အားဆိုင်ဖြစ်မှာမျိုးတွေတွေ့ရပေါ့နော်အဲ့တော့ပြန်လာမှာလားဆိုလို့ရှိရင်Fight to လေးတွေရဲ့ current energy ပေါ်မူတည်ရလို့ပဲပြောလို့ရမယ်current energy မှာက Fight to လေးတွေကပြက်ပြက်တသားဖြစ်နေတယ်ကိုလုံးဝကိုဘွားကိုအာယုံဆိုင်နိုင်တယ်လုံးဝဆုံးဖြတ်ချက်ပြတ်သားပြီးတော့ကိုဘွားလန်ကိုတေချာရွေးချယ်နိုင်နေပြီတစ်ဖက်သူပေါ်မှာလည်း attachment နေမရှိတော့ဘူးကို independent woman အနေနဲ့ရက်တည်နေနိုင်ပြီဆိုလို့ရှိရင်တော့တစ်ဖက်သူကပြန်လာမှာမျိုးတော့တွေ့တယ်အဲ့လိုမှမဟုတ်ဘူးတစ်ဖက်သူကိုပဲလွမ်းဆွေးတန်းတာနေတာမျိုးတွေကိုလုံးဆရာရှိတာကိုမလုပ်သေးဘူးဆိုလို့ရှိရင်တော့တစ်ဖက်သူနဲ့က2026မှာက conversation လောက်ထိတော့ဖြစ်နိုင်ပေမဲ့ reunion လိုမျိုးတော့မတွေ့နိုင်ဘူးပေါ့နော်အဲ့တော့မင်ကလက်ရှိမှာ current energy လေးတွေကိုတေချာပြောင်းပြီးတော့တေချာ healing တွေလုပ်ဖို့အတွက်အကြံပေးချင်ပါတယ်တစ်ဖက်သူလိုပဲပေါ့နော်ကိုရဲ့ဝါသနာပါရာလေးတွေကိုအာယုံဆိုင်ပြီးတော့ပို့ကြိုးစားပါအဲ့လိုဆိုလို့ရှိရင်တော့နှစ်ယောက်ကြားအခြေအနေတိုးတက်လာပါလိမ့်မယ်Fight 3လေးတွေရဲ့တစ်ဖက်သူပြန်လာမှာလားဆိုတဲ့နေခေါင်းစဉ်အောင်မှာဆိုရင်2026မှာတစ်ဖက်သူကပြန်လာဖို့ရှိတယ်အခုချိန်မှာတည်းကတင့်အကြောင်းကိုတွေးနေတယ်ငါသူ့ကိုဘယ်လိုမျိုးပြန်ခေါ်ရင်ကောင်းမလဲဘယ်လိုမျိုးပြန်ပြီးတော့ဆက်သွယ်ရင်ကောင်းမလဲဆိုတဲ့အရာမျိုးတွေလည်းတွေးနေတယ်တခါတလေအလုံးလုံးနေရင်းနဲ့တောင်မှတင့်ရဲ့အကြောင်းကိုခေါင်းထဲမှာပေါ်လာတာဆိုတာမျိုးလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ action ယူလာဖို့တော့ရှိပါတယ်ဒါပေမဲ့နည်းနည်းကြာပါဦးမယ်ချက်ချင်းယူလာမယ်လို့တော့မဟုတ်ဘူးပေါ့နော်နည်းနည်းလစောင့်ပါမယ်အဲ့တော့ခေါင်းစဉ်ရဲ့အဖြေကိုသွားရမယ်ဆိုရင်တစ်ဖက်သူပြန်လာအောင်မလားပြန်ဆက်တွေ့လာအောင်မလားဆိုရင်တော့အဖြေက yes ဖြစ်ပါတယ်เนาะကျေးဇူးပါ